hello Holiest vlog မှာပြန်နေကြိုဆိုပါရှင်ဆိုတော့ကျွန်မဒီနေ့ဒီ video first video မှာဒီဟာလေးကို unboxing လုပ်ပြရမှာဖြစ်ပါတယ် skin care နဲ့ပတ်သက်ပြီးတော့ဘာတွေဝယ်ရလဲဒါပေမဲ့ဖောက်လိုက်ပြီအခုမှသတိရလို့ပေါ့နော်ပြန်ပြီးတော့ unboxing ပြန်လုပ်မယ်ဒါပေမဲ့ unboxing ပြင်မယ်ဒါ unboxing ပြီးသွားပြီဆိုတော့ဘာတွေပြအောင်လဲဘာတွေဝယ်လာလဲဆိုတော့ကြည့်ကြရအောင်ဒီကောင် BOG ရဲ့ rice mat ဒီဟာလေးရှောက်ဖို့9လလောက်ဆောင်ရဒါပေမဲ့ page တစ်ခုမှာမှားပြီးဝယ်မိတာကိုသူ့ရဲ့ moisturizer gel လေးလာဒီကောင်လေးရောက်လာအဲ့တော့ကျွန်မနောက်တစ်ခါပတ်စံနှစ်ခါကုန်ပြီးတော့ပတ်စံဖြုံးလေးအဖျားစောက်တော့ထွက်တော့မှာဒါပေမဲ့ဒီဟာလေးကိုပြန်ပြီးတော့ဝယ်လာပေါ့ဒီဟာတော့ BOG ရဲ့ rice mat ဒီကောင်လေးကဖောက်တော့ဖောက်ကြည့်ပြီးဒါပေမဲ့ပြန်ပြီးတော့အခုဒီထိရောက်လာပြီပြန်ကြည့်အောင်ဟိုးဒီကောင်လေးဘယ်လောက် viral ဖြစ်လဲဆိုတော့မှကျွန်မအသားကြီးဒီအဖက်ထဲမှာတော့နည်းနည်းဖြူနေပြင်မှာမဲသေးနေတာပဲဆိုတော့ဒီအသားဖြူခြင်းလို့လေ mask က mask ထဲမှာ dry skin ကိုဘာသုံးလို့ရမလဲဆိုလိုက်ရှာပြီးမယ်ဒီကောင်တော်တော်ကောင်းဒီကောင်ကိုလေကိုရီးယားမှာလေဘာလို့အဲ့လောက်အသေးအံညွန်တာလေလူတိုင်းရိုက်ရှာလိုက်လေ9ခုမှလေ10ခုမှ9ခုလောက်က good review ကြီးပဲကြောအရင်သုံးခြင်းလို့ဆိုပြီးရှာကြည့်လိုက်တဲ့ BOG Rice Mask သူကဘူးကြီးကအကိတ်ကြီးနော်အကိတ်ကြီးလုံးဝအကိတ်ကြီးဘယ်လောက်တောင်သုံးရမလဲမသိဘူးဒါမှငပြင်းကျမနဲ့ဘယ်နည်းမှသုံးရမှာမဟုတ်သေးကြကိုမောင်ပြောမှာမဟုတ်ဘူးနော်အနည်းဆုံးဒါ9နှစ်လောက်သုံးရမယ်ထင်တယ်ဒီကောင်ကအထဲမှာ treasure ပြမယ်ဒီတို့ဒီပြစ်လေအနံ့တော့ကောင်းရင်းလို့ဆန်မုံလို့နဲ့ကောင်းရင်းနံလေးနဲ့တူတယ်ဒါမှမဟုတ်တော့ right mask ဆိုတော့ဆန်ပဲထင်တာပဲဆန်ပဲပေါ့နော်ဘယ်လိုကလို့ချင်မိမယ်ဆဲခံမှသိနေဆိုတော့ဒီကောင် Medicure အဝါရောင်ကျမဒါကိုနေရတကကျမတို့တစ်မျိုးလုံးပြင်လိုက်ရှာခဲ့ရဒါပေမဲ့ဘာတွေ့လဲဒီလားပန်းရောင်လေးပဲတွေ့ရဒါပေမဲ့တော်တော်များများပြောကြပါတော့ပန်းရောင်ကောင်းတယ်ဆိုပြီးတော့ဒါပေမဲ့ခုနောက်ပိုင်း review မှာတွေ့တာပန်းရောင်ထက်ဝါပိုကောင်းတယ်ဘာကောင်းလဲဆိုကျွန်မပြောပြကြည့်ပန်းရောင်အသားရည်ကိုတင်းရင်းနဲ့ glow ရမှန်တယ်ဒါပေမဲ့ဒီကောင်ကကျမတို့လိုအသားညစ်နေတဲ့လူတွေအတွက်ပြီးတော့ holy roll လို့ဘယ်လိုပြောမလဲအသားရည်ကိုညီညာခြင်းတဲ့လူတွေအတွက်အရန်ကောင်းတော့ Medicure ကဝါရောင်လေးဒီနေ့မှပဲရှောက်လာတော့တယ်ကျော်အပြင်မှာ site လေးကဒီလောက်လေးပဲရှိမယ်အဲ့ဒါလေးကိုပတ်စံဈေးရမပြောတော့တပည့်ချင်းနေတော့ပေါ်နေဆိုတော့ဒီကောင်မို့ moisturizer ကျွန်မ clinic လားအဲ့ sorry ဟိုထားပါတော့အဲ့ဒီကောင်နေအစားအများကြီးသုံးမှုပဲဒါပေမဲ့မိမဘလော့လို့ရှိတော့လဲစလုံးမမှန်တော့ခိုင်လာမပြောနဲ့နော် so this is my first vlog မောင်ဝင် sorry ပါဆိုတော့ဒီကောင်လေးစောင်းရင်ကောင်းတော့ခိုင်လာ KIH အဲ့ဒီကောင် moisturizer ကြိုက်လုံးတော့တေးသေးလေးကိုသုံးမှုတောင်ဝယ်တာတော့အရင်ကောင်းတော့ moisturizer မှာ10 of 10ပေးတယ် so now follow မှာတွေ့ပါမယ် bye bye